ညနေဆိုတာတနေ့တာရဲ့အဆုံးသတ်မဟုတ်ပါဘူးတခါတလေတော့လေမနှက်ဖြန်ကိုပြင်ဆင်ပေးမယ်အချိန်လည်းဖြစ်နိုင်ပါတယ်လောက်တွေပြီးတော့တနေ့တာအတွင်းစုနေတဲ့ခံစားချက်တွေကိုဖြေလျှော့ချခြင်းတချို့တော့ညနေဆိုတာတတ်ဖြစ်နိုင်ပေမဲ့တချို့တော့လောက်ကနေနေပြန်ရောက်ဖို့ကြောက်ချစရာလမ်းလည်းဖြစ်နိုင်ပါတယ်အိမ်ရောက်တဲ့အခါလုတ်ပင်မှန်မှုကိုခြံထားလိုက်ပြီးနှွေးထွေးမှုကိုခံစားခြင်းမိသားစုနဲ့ထိုင်ပြီးဖြူစင်တဲ့အပြောဆိုလေးတွေကတော့တနေ့တာရဲ့ပင်ပန်းမှုကိုတတ်တာစေပါတယ်တချို့ညနေတွေမှာတခါတလေမျောလင့်ချက်အနေနဲ့ပြန်လဲစဉ်းစားချိန်တွေရှိတတ်တယ်ညနေဆိုတာတနေ့တာရဲ့အဆုံးသတ်ထပ်ပူပြီးမနှက်ဖြ